အားလုံးပဲမင်္ဂလာပါချိန်ဝိုင်းဆိုင်မှာကြိုဆိုပါရနော်ဒီညီမတို့ချိန်ဝိုင်းဆိုင်မှာ promotion စီစဉ်စတင်နေပါပြီနော်ဘယ်လို promotion လဲဆိုလို့ရှိရင်ဖုန်းတစ်လုံးဝယ်ယူတိုင်းကိုပေါ့နော်အဲ့ဒီယူရီးယားရှိသားစစ်စစ်နဲ့ပြုလုပ်ထားတဲ့ t-shirt လေးတွေလက်ဆောင်ပေးသွားမှာဖြစ်ပါရနော်အခုညီမဝတ်ထားသလိုယူရီးယားစစ်စစ်နဲ့ရှိသားထည်လေးကိုလက်ဆောင်ပေးသွားမှာဖြစ်ပါရနော်နောက်တစ်ခါကျတော့ဘယ်လိုဖုန်းမျိုးစားပဲဝယ်ပေါ့နော်ဒီ promotion မှာပါဝင်လို့ရပါတယ်တစ်ချက်လိုက်ပြမယ်နော်ကဲဒီကောင်လေးဆိုလို့ရှိရင်တော့တက္ကနိုရဲကကမ္ဘူတာတီလေးဖြစ်တယ်နော် run 825 second နဲ့ပုံမှာ9,800တောင်မှာလူမော်ရဲအမြင့်မိုင်းတွေကပဲယူပေါ့နော်နောက်တစ်ခုကကျတော့ရိုးရိုးတာမန်မော်ရဲပဲဖြစ်ဖြစ်လူမော်ရဲအနှိမ်မိုင်းလေးပဲဖြစ်ဖြစ်ပေါ့နော်ဒီလို vivo လေးတွေပေါ့နော်တသိန်းကျော်တန်းကနေပြီးတော့စာရီပဲယူပေါ့နော်ဘလို့ series ဘလို့ model မျိုးကိုပဲယူဖုန်းတစ်လုံးဝယ်ယူတိုင်းကိုယူရီးယားရှိသားစစ်စစ်အင်ဒီချက်လေးတွေကိုတစ်ထည့်လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်နော်မရိုရှယ်ဝဲဆန်အောင်မှာလဲပေါ့နော်ဒီလိုမျိုးဖုန်း model ကလည်းတမော်တိုင်းစီမှာစတော်များများရှိပါတယ်လုံးဝအလုံးများများလေးဖြည့်ပေးထားတယ်မရှိတော့နောက်တစ်ခါပေါ့နော်ညီမတို့ model ကလည်းအစုံရှိဖြစ်ကြောင်မို့လို့ရွေးချက်စရာခက်နေတာစီကလည်းလုံးဝမစိုးရင်ရတော့ဘူးနော်နောက်တစ်ခါကျတော့ပေါ့နော်ညီမတို့ဒီမှာဒီအထည်တွေဆိုလို့ရှိရင်ပေါ့နော်ရာရှိပြီးတော့ဖြည့်ပေးထားဒီ promotion မှာပါဝင်ပေးထားရပေါ့နော်နောက်ခါကျတော့ဒီ promotion color လေးကကျတော့17ရက်6လ2025ကနေစပြီးတော့15ရက်6လ2025ရက်နေ့ထိကိုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်နော်။ဒါနဲ့ဆိုလို့ရှိရင်လုံးဝရှိသားစစ်စစ်နဲ့အေးလေးနော်လုံးဝဝတ်လိုက်တဲ့အခါမှာတီချက်ကလေးတွေဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ပေါ့နော်ဒီလိုမျိုးပူပေးနေတဲ့အချိန်မှာပေါ့နော်လူတီရရှိသားတီချက်လေးဝတ်ပြီးတော့လုံးဝအေးလေးနေလို့ရပြီနော်။ကဲအခုလိုမျိုးပေါ့နော်ညီမတို့ရှိမှာဖုန်းတစ်လုံးဝယ်ယူတဲ့တိုင်းကိုအဲ့ဒီတစ်လက်ဆောင်ပေးရဲ့ promotion မှာလည်းပါဝင်ဖို့အတွက်ညီမကဖိတ်ခေါ်ပါရနော်။ညီမတို့အနေနဲ့ပေါ့နော်ဒီဖုန်းလေးပေါ်မှာဈေးတင်ထားပြီးတော့မှ promotion လုပ်ပေးခြင်းမဟုတ်ပါဘူးနော်။ဖုန်းလေးဈေးကျထားတဲ့အပြင်ကိုလည်းပေါ့နော်ထပ်မံပြီးတော့ဒီဖုန်းလေးဝယ်ယူတဲ့အခါမှာလည်းဈေးလေးချော့ပေးမဲ့အပြင်ကိုမှဒီတီချက်လေးတွေကိုလည်းထပ်မံပြီးလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်နော်။အဲဒါကြောင့်မို့လို့အခုလို promotion မှာပေါ့နော်ကိုရန်ကိုကြပါဝင်မှုအတွက်ညီမကချိန်ဝိုင်းဆောင်ပါဖို့ဖိတ်ခေါ်ပါရနော်။